ခါရှိရတော့သူမယုံဘူးလို့ပဲပြောတဲ့အတွက်ဟန်နာရဲကအဲ့ဒါဆိုရင်ရှယ်ရင်ကနေကိုယ်တိုင်စစ်ဆေးကြည့်ဖို့ပြောပါရဲ့ကိုနိုဟာကိုမြင်လိုက်ရတဲ့အချိန်မှာသူတွေးထားခဲ့တဲ့အိမ်ဆိုတဲ့ခံစားချက်ကိုရခဲ့ပြီးခါရှိနဲ့အတူရှိနေရတဲ့အချိန်ကသူ့အတွက်ပထမဆုံးအိမ်ရောက်နေရလို့ခံစားရကြောင်းပြောပါရဲ့အဲ့ဒါအပြင်နာရူတိုတို့ကြောင့်လည်းသူ့အပေါ်ဒီရွာကနွေးထွေးမှုကိုခံစားခဲ့ရတယ်လို့ယုံကြည်ရကြောင်းသူ့ဘဝမှာပထမဆုံးအချိန်ဖြစ်အိမ်အတွက်ကောင်းတာလုပ်ပေးနိုင်ခဲ့တယ်လို့ယုံကြည်ရင်သိလိုက်ရှင်တယ်လို့ပြောတဲ့အခါမှာခါရှိကတော့ရှင်နိုဘီတယောက်ဆိုတာခံစားချက်တွေကိုဘေးဖယ်ထားပြီးကိုတာဝန်ကိုဆောင်ရွက်ရတဲ့သူဖြစ်တာကြောင့်ရှင်နိုဘီတယောက်ရဲ့ဂုဏ်သိက္ခာမရှိတဲ့သူကိုသူမတတ်နိုင်ဘူးလို့ပြန်ပြောလိုက်ပါရဲ့အဲ့ဒါကြောင့်ပဲနောက်ဆုံးအချိန်ထိရှင်နိုဘီတယောက်ပြည့်သူနဲ့တိုက်ခိုက်မှုပြောပေမဲ့တကယ်တမ်းမှာမတိုက်ရတာကြောင့်သွားတော့လို့ပဲပြောလိုက်ပါရဲ့နာရူတိုတို့ရောက်လာတဲ့အချိန်မှာတော့ဟာနာရဲကမရှိတော့ပဲအရှုံးပေးပြီးတောင်ထိပ်ကနေခုန်ချသွားတယ်လို့ပြောလိုက်ပြီးလေးစားဖို့ကောင်းတဲ့ရှင်နိုဘီတယောက်ဖြစ်ကြောင်းခါရှိကပြောပါရဲ့ဒါပေမဲ့နာရူတိုတို့ကတော့ဟာနာရဲကခါရှိကိုတကယ်ချစ်ခဲ့ရင်ရောလို့မင်းနေရတဲ့အတွက်အကျိုးမရှိတဲ့အရာတွေကိုတော်လိုက်ဖို့ပြောတယ်让我唱给都也将用错不都让你面了啊，离着啊，不加谁进给我。